ချစ်သူများနေဆိုနီလက်ဆောင်တွေပန်းပွင့်တွေချစ်ချင်းမေတ္တာတွေကိုပဲသတိရကြပါတယ်။ဒါပေမဲ့ဒီနေ့ဟာဘလို့ဖြစ်ပေါ်လာခဲ့တာလဲ။သမိုင်းအကြောင်းကိုသင်သိပါသလား။ချစ်သူများနေရဲ့အစာပြုမှုကရှဲခေရောမနိုင်ငံထိပြန်သွားရောက်နိုင်ပါတယ်။အဲ့ဒီခေတ်မှာဖေဖော်ဝါရီလအလယ်ပိုင်းတွင်လူပါခါလီယာလူခေါ်တဲ့ပွဲတော်တစ်ခုကျင်းပခဲ့ကြပြီးမျိုးပွားမှုနဲ့ချစ်ချင်းမေတ္တာကိုကိုစားပြုတဲ့ပွဲတော်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Saint Valentine ဆိုတဲ့ဖုံးတော်ကြီးတူပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကရောမဘုရင် Claudius II ဟာစစ်သားတွေလက်ထပ်ရင်စစ်တိုက်ဖို့အားနည်းမယ်လို့ယုံကြည်ပြီးလက်ထပ်ခွင့်ကိုတားမြစ်ခဲ့ပါတယ်။ဒါပေမဲ့ Saint Valentine ကတော့ချစ်ချင်းမေတ္တာကိုယုံကြည်သူဖြစ်လို့စစ်သားတွေကိုလျှော့ဝှက်စွာလက်ထပ်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာဖမ်းဆီးခံရပြီး February 14 ရက်နေ့မှာအသက်ပေးခဲ့ရပါတယ်။ဒန်ယရီတစ်ခုအရသူဟာတေဆုံးပြီးစာတိုးတစ်စောင်ရေးပြီး From Your Valentine လို့လက်မှတ်ထိုးခဲ့တယ်လို့ဆိုကြပါတယ်။ဒီနေရာကစပြီး Valentine ဆိုတဲ့အမည်ဟာချစ်ချင်းမေတ္တာရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာခရစ်ယာန်ဘာသာရေးအဖွဲ့တွေက February 14 ရက်ကို Saint Valentine's Day အဖြစ်သတ်မှတ်ခဲ့ပြီးအချိန်ကြာလာတာနဲ့အမျှဒီနေ့ဟာချစ်သူတွေတင်မကမိသားစုမိတ်ဆွေတွေကြားမှာပါချစ်ချင်းမေတ္တာကိုဖော်ပြတဲ့နေ့ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ချစ်သူများနေ့ဆိုတာလက်ဆောင်တစ်ခုထပ်ပို့ပြီးချစ်ချင်းဂရုစိုက်မှုနဲ့မေတ္တာကိုသတိရစေတဲ့နေ့ဖြစ်ပါတယ်။